ဈေးလောက်ရဲသူတွေရှိတယ်ဈေးရောက်လို့မရဖြစ်နေပါတယ်ဘာဖြစ်လို့ဆိုတော့အခုမှကုံစုံတိုင်းစခင်းတာဆိုတော့ဈေးတွေကဘောင်ချတဲ့ကိုမကြည့်ရသေးပါဘူးအလှပဲခင်းတာပေါ့နော်ဒါစနိုးလောလောဆယ်ဒါဒီဟာလေးကစီပြီးတဲ့အခြေအနေပေါ့နော်ဒါကတော့စနိုးတို့တောမှာဆိုတော့ဝါးလေးနဲ့ပဲဆင်လောက်ထားတာပေါ့နော်ဒီဝါးလေးနဲ့ပဲဒီမှာဝါးလေးတွေနဲ့ပဲဒီမှာဝါးလေးတွေနဲ့ပဲဆင်လောက်ထားတာပေါ့နော်ဒါကတော့စနိုးဒါကတော့ခောက်ဆွဲလုပ်လေးတွေကိုစနိုးစီထားတာပေါ့နော်စနိုးကြည့်လို့လှအောင်ဒါလေးကဘယ်သူဝင်ပြီးတော့ဖွာသွားလဲမသိဘူးအဲ့လိုမျိုးလေးစနိုးကြည့်လို့လှအောင်စီထားတဲ့အနေထားလေးပေါ့နော်ဒါလေးကနည်းနည်းတော့မှခြိုက်သွားသေးတယ်ဒါတယောက်ယောက်လာပြီးတော့ဟိုပါပေါ့နော်ယူလိုက်တာဖြစ်မယ်ဒါလေးပေါ့နော်ဒါလေးနည်းနည်းဟန်ချက်ပြန့်နေဒါတော့အကုန်လုံးရောက်တော့နေ့တိုင်းကတော့လှအောင်တော့စီပေးရမှာပဲဒါက volcano ဟောနော်ဒါက spicy ရတာလားပါလားစနိုးလည်းမသိသေးဘူးဟောနော်ဒါကတော့ရရန်ထုတ်တာပေါ့အဲ့ဟာလေးလည်းရပါတယ်ရှင်ဒီမှာခောက်ဆွဲဆိုရင်လည်းစနိုးစီထားတော့လှတယ်ကွယ်အခုကျတော့ပိုရွှေ့တီရွှေ့နဲ့ပုံတွေပြက်ကုန်တယ်ပြန်စီရအောင်မယ်ပေါ့နော်ဒီမှာဒါလေးတွေအဲ့လိုလေးတော့စီထားပါတယ်ရှင်လောလောဆယ်ပေါ့နော်